အဓိကငါပဲဘဝမှာတယောက်တည်းရုန်းကန်နေရလို့စိတ်တမကြနဲ့တယောက်တည်းဆိုလဲတယောက်တည်းဖြစ်အောင်သာလုပ်အားမငင်နဲ့လူတိုင်းမှာပြည့်ပြည့်စုံတဲ့မွေးရပါပါရမီဆိုတာဘယ်သူမှမပါလာကြဘူးဘဝဆိုတာကိုယ်တိုင်ဖန်ဆင်းခြင်းပဲဘဝဆိုတာလှင်ငယ်စင်းနဲ့တူတယ်ကိုဥရိယာကိုရောက်ဖို့ကိုယ်တိုင်ပဲ့ကင်နိုင်ရမယ်ဘယ်သူမှအားမကိုးနဲ့ဘယ်သူမှမယုံကြည်နဲ့ငွေမရှိရင်လောကကြီးမှာနေရတာတိတ်မျက်နှာငယ်တယ်အရှိဆိုတာလဲငွေရှိမှအရှိရှိတာအမျိုးဆိုတာလဲရွှေရှိမှအမျိုးတော်ကြတာဒါကလူကလောကတဘာဝရဲ့နေရာမှာပဲကိုယ်သမိုင်းကိုရေးပါကိုရှောင်းမဲ့လန်းကိုယ်တိုင်ဖောက်ပါလူတိုင်းဟာကိုယ်အစဉ်ပြေနေရင်ကျူစုံမဲ့လို့ရှိပေမဲ့ကိုယ်အစဉ်မပြေနေရင်တော့ဘယ်သူမှအရေးမလုပ်ကြဘူးယုံကြည်ရသူဆိုတာမိဘကလွှဲရင်အခြားဘယ်သူမှမရှိဘူးနောက်ကျောကိုဓာတ်နဲ့ထိုးကိုချောင်းနေကြတဲ့သူတွေကြီးပဲဘဝဆိုတာလက်တွေ့ခံဘူးမှကိုချင်းစာတတ်တာလက်တွေ့မခံစားဘူးသူကကိုချင်းမစာနာတတ်ဘူးကို့အတွက်ပဲကိုကြီးကြတယ်ကိုလက်မီးလောင်မှပုံမှန်သိကြတယ်အပြောကောင်းတဲ့လူတွေကိုတတိထားအပြုံးချွချူလေးနဲ့လှုပ်ရှားတဲ့သူတွေကိုတတိထားမယုံနဲ့ဘယ်အရာမှလက်ကားမရဘူးကိုလုံးမကိုရမှာဘိုးဘွားအောင်မတယ်ကိုကြီးကျော်မတယ်ဆိုတာယုံနှန်းစကားတွေတကယ်တမ်းမရမှာကကိုတိုင်းပဲကိုဘဝင်မြင့်အောင်ဘယ်ဖန်ဆင်းခြင်းမှမလုပ်ပေးနိုင်ဘူးကိုသာလည်းရင်ကိုရဲ့ဖန်ဆင်းခြင်းအစ်စ်ပဲဘဝဆိုတာနှိမ့်လိုက်မြင့်လိုက်ပဲဘုံတုံတလဲငါပြန်တလဲပဲအမြဲတမ်းနှိမ့်ကြမနေဘူးအပြောင်းလဲဆိုတာအမြဲတမ်းရှိတယ်အပြောင်းလဲဆိုတာတိတ်ကြောက်စရာကောင်းတယ်ဒါပေမဲ့အဲ့ဒါသင်ခန်းစာတွေပဲယူတက်ရင်ရမယ်ကိုနာကျင်အောင်လုပ်တဲ့သူတွေကတခြားသူတွေမဟုတ်ဘူးလက်ညှိုးမထိုးနဲ့နာကျင်အောင်လုပ်သွားတဲ့သူတွေကကိုရှိရဆုံးသောသူတွေဖြစ်နေတယ်ဘာပဲဖြစ်ဖြစ်လောကဇက်ကုံပေါ်မှာဇက်စရာလိုက်ကရတဲ့အခါမင်းသားနေရာကတေးဥဆောင်ရတာရှိသလိုတခါတလေလူချမ်းနေရာကတေးဥဆောင်ရတာလည်းရှိတာပါပဲဝမ်းနည်းမနေနဲ့စိတ်တက်ကြမနေနဲ့အခွင့်အရေးဆိုတာနှခါမလာဘူးငေးမိုင်တွေးဘူးနောင်တရမနေနဲ့တောက်ကထားအားထဲထားကန်ဆိုးချင်းတွေပြီးရင်ကန်ကောင်းချင်းတွေရောက်လာလိမ့်မယ်မုံနှဲပြီးရင်လေးပြေလာသလိုပေါ့အဓိကစိတ်တက်ခိုင်းမှုပဲစိတ်တက်မကြဖို့ဘဝကိုအရှုံးမပေးဖို့အောင်မြင်တာရှိသလိုရှုံးနေတာလည်းရှိမှာပဲအောင်နိုင်သည်ဖြစ်စေရှုံးနေသည်ဖြစ်စေအဓိကခံနိုင်ရည်ရှိဖို့နဲ့စိတ်တက်တွေကျိုးပြတ်မရင်းရရင်တော့ကအရေးကြီးတယ်